ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဒါမြောက်တကုံနဲ့အနီးဆုံးအရှိတကုံချမ်းသာရှိပြီးအိမ်အောင်ဝင်းထဲမှာရှိပါတယ်ကျွန်တော်လမ်းကတော့ဒါငိုးဝါလမ်းထဲမှာရှိပါတယ်အိမ်အမှတ် E21 မှာပါကျွန်တော်တို့ဒီအိမ်လေးကိုတစ်ချက်လေ့လာကြည့်လောက်ကျွန်တော်တို့ဒီလမ်းနေထားနဲ့ဒီခြံကိုကြည့်မယ်ဆိုရင်လည်းဒါမြေကိုအမြင့်ကျွန်တော်မြေကိုဖို့ပေးထားတယ်ပြီးတော့အမြင့်ဆောက်လုပ်ပေးထားဖြစ်တဲ့အတွက်ကျွန်တော်ရေတက်မာတွေပါကြောက်စရာမလိုတော့ရေဆိုရင်လည်းအနေရာနဲ့ပြန်ဆင်းမဲ့ပုံစံမျိုးမှာရှိတယ်ကျွန်တော်ဒီခြံစည်းရိုးမှာဆိုရင်လည်းဒါဗလိတ်စူးကျိုးတွေကျွန်တော်ထားပေးထားတယ်ကျွန်တော်ဒီဘက်မှာဆိုရင်ကြောက်တွေနဲ့ကျွန်တော်တို့ lighting တွေနဲ့ပြန်ပြီးတော့အလားဆင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒါခြံစည်းရိုးတကားဆိုရင်ကျွန်တော်တို့ဒါ motor တကားဖြစ်ပါတယ် manual အနေနဲ့လည်းဖွင့်ပေးလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအိမ်ရှိမှာဆိုရင်ကျွန်တော်တို့ဒီအောက်မှာဆိုရင်ဒါကြောက်ပြားရည်နဲ့ပြန်ပြီးတော့အလှပြန်ဆင်ပေးထားတယ်ကျွန်တော်တို့ဒါရေဆိုရင်လည်းတစ်ခါတန်းစီမှာအိမ်ထဲမှာရေတွေဝတ်တာပါညာမရှိတော့ဘူးဟုတ်ကဲ့ကျွန်တော်အိမ်လေးတွေကိုတစ်ချက်လေ့လာကြည့်အောင်အိမ်လေးရဲ့ကျွန်တော်ဝဝင်ချင်းမှာဆိုရင်ကျွန်တော်ဒီဘက်မှာတကားဆိုလဲကျွန်တော်တန်တကားအပြင်မှာဒါခြေလုံးစကားတွေဒီမှာမှန်တကားအပြင်မှာဒီဘက်မှာတန်တကားတွေလည်းကျွန်တော်တို့ဒါလုံခြုံရေးရတေချာလေးခံရမှာပြုလုပ်ပေးထားတော့တွေ့ရမှာဖြစ်ပါတယ်အဲကျွန်တော်ဝဝင်ချင်းရဲ့ဒါညဘက်ချမ်းမှာဆိုရင်ဒါ living space area တစ်ခုအနေနဲ့နေလို့ရမယ်ကျွန်တော်ဒီဘက်မှာဖက်နက်ဆင်ထားတာမျိုးတခြားသော portico တွေပါပြန်ပြီး decoration လုပ်တာမျိုးကျွန်တော်လုပ်လို့ရမှာဖြစ်တယ်ပြီးတော့ရင်ကျွန်တော်ဒါလေးကိုပြောပြပေးခြင်းတယ်ကျွန်တော်ဒီဘက်မှာဆိုရင်ဒါလူငယ်တွေတမို့မိသားစုဝင်တွေအများကြီးရှိရဆိုတာဘာကောင်တာအနေနဲ့ပြန်ပြီးတုံးတာမျိုးညနေခင်းမှာမိသားစုတွေနဲ့ခြေလေးလုပ်တဲ့ပုံစံမျိုးတွေလုပ်လို့ရမှာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်ဒါ aircan area ဖြစ်ပါတယ်ဒါ aircan area ဆိုလက်တကယ်ကိုဒါကြည်ကြည်ဝန်းရှိရဒီဘက်မှာဆိုကျွန်တော်တို့ဒါ sofa set တွေဘာရီယာစဒီဇိုင်းပြန်ဆင်ထားပြီးသားတတောင်နဲ့နေလို့ရမယ့်ပုံစံမျိုးလေးမှာရှိပါတယ် air con တွေလည်းပါထားပြီးသားဒီလေးရဆိုရင်ကျွန်တော်တို့3 master 2 single ခန်းမျိုးစားပဲဖြစ်ပါတယ်ဒီအောက်ထဲမှာဆို casual ပုံစံမျိုး single တစ်ခန်းထပ်ပါအောင်မယ်ပြီးရင်ကျွန်တော်လှည့်ခဲခွန်းအောက်နေရာမှာနေရာစားမပုတ်အောင်နဲ့တကယ်ကိုဒီနေရာစားတော့ကိုလုံးဝဒီဇိုင်းပြန်ပြီးလုပ်ထားတဲ့ပေါ့လေဒါကလေးတွေပါရှိတယ်ဆိုရင်ဒါမျက်စိပရာသာလေးဖြစ်မယ်ဒါအယုတ်လေးတွေပြန်ထားပြီးတော့အလှဆင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်အပေါ်မှာဆိုရင် DA ရဲ့အားသာချက်ကကျွန်တော်တို့ဒါ brain box အကြီးကြီးပဲတက်ဆင်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော် ventilation လေဝင်တွေထွက်အရင်ကောင်းတယ်မိသားစုတွေနဲ့ AACC တွေလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင်ဒါမိဖို့ကြောင့်ခန်းလေးရှိမယ်ပြီးတော့ကျွန်တော် single bedroom နဲ့ dining room ကျွန်တော်တွဲဆက်လုပ်ပေးထားတဲ့ခန်းလေးရှိလိုက်လေ့လာကြည့်အောင်ကျွန်တော်တို့ဒါဘောင်းကောင်တာပေါ်မှာကျွန်တော်တို့ဒါချေးမယ်ကျွန်တော်အောက်မှာ cabinet တွေအပြည့်နဲ့ပြန်ပြီးတော့ဒါ design ဆင်ပေးထားတဲ့ပုံစံဖြစ်တဲ့ဒါ basic area ဆိုတော့ကျွန်တော်ဒီဘက်မှာလိုအပ်တဲ့kitchen နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းလုပ်လို့ရတော့မယ်ဒါကြည်ကြည်ဝန်းအနေထားမှာရှိတယ်ပြီးတော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ဒါ dining space ကိုကျွန်တော်လုပ်ပေးထားတယ်ဒီဘက်မှာဆိုရင်ဒါ dining space ကိုကျွန်တော်တို့ဒါကျွန်းပေါင်နေ eco wood တွေနဲ့ပြန်ပြီးတော့ design ဆင်ပေးထားတယ် minimally design ဖြစ်တဲ့ဆိုတဲ့ပုံမှာကျွန်တော်ဒီအိမ်မှာမြင်ရမယ့်အရောင်တွေကကျွန်တော်ရွှေရောင်ရှိမယ်တက်သားရောင်ရှိမယ်အဖြူရောင်ရှိမယ်ဒီလိုမျိုးမျက်လုံးအေးစေမယ့်အရောင်လေးတွေကိုပဲအဓိကထားပြီးတော့သုံးပေးထားတယ်ဒါ kitchen room ဆိုရင်လည်းမိဖို့ကြောင့်ဆိုတာ Asian မတွေအကြိုက်ပေါ့အကျယ်ကြီးပဲကျွန်တော်တို့ဒီဘက်ချက်မှာဆိုရင်ဒါအပေါ်အောက် cabinet အပြည့်ပြီးတော့ကျွန်တော်ဒီဘက်မှာတစ်ခါတည်းfully furnished လို့ပြောလို့ရမယ်ပေါ့လေ fully decorated လုပ်ပြီးသားကျွန်တော် furniture ပစ္စည်းလည်းအလိုလျောက်အကုန်လုံးပါထားပြီးသားအပြင်မှာကျွန်တော် decoration တွေနဲ့ထထည့်စရာမလိုအောင်ပြည့်စုံအောင်ပြင်ဆင်ပေးထားတာတွေ့ရမှာဖြစ်တယ်အောက်မှာ gas stove တွေအညွန့်ဆုပ်ဆက်တွေပါဝင်ပြီးသားဖြစ်ပဲပြီးကျွန်တော်ဒီဘက်မှာဆိုတာကျွန်တော်တို့ kitchen အနေနဲ့ပြန်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာဆိုရင်ဒါစင်တွေပါတွေကအစအပြည့်ပြန်ပြီးတော့ဒါ interior design ပြန်ပေါ်ပေးထားတာဖြစ်တယ်ဒီဘက်ချမ်းအပြင်ထွက်လို့ရမယ်ပေါ့လေဒါအိမ်ရဲ့ဘေးဘက်ချမ်းကိုပေါက်ပါတယ်ကျွန်တော်ထပ်ပြီးတော့ဒီဘက်မှာ light လေးလာကြည့်လိုက်အောင်အပေါ်မှာဆိုရင်လည်းကျွန်တော် lighting တွေကိုမီးတွေကိုအပြည့်သုံးပေးထားတယ်အဲ့တော့နေရတဲ့လူကခန်းစားချက်ကကြည်ကြဲဝုန်းဝုန်းနဲ့ ceiling height ဆိုရင်လည်းကျွန်တော်တို့12ပေလောက်ရှိတယ်တော့ height မြင့်နေလို့ပြောလို့ရတယ်ပေါ့လေပုံမှန်အပြင်ကျွန်တော်ကွန်ဒိုမှာဆိုရင်တော့10ပေ17ပေဝန်းကျင်လောက်ပဲရှိတယ်ဆိုတဲ့ပုံမှာဒီဘက်ချမ်းမှာဆိုရင်တော့ကျွန်တော်တို့ away shot ဇက်ထားလို့ရမယ်ဒါ away shot ဇက်အတွက်ပစ္စည်းတွေအကုန်လုံးဒီဘက်မှာဘားတွေပေါင်းနေအကုန်ပြန်တင်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တူထွက်ပါဝင်လာမယ်နောက်ထပ်single bedroom ခန်းလေးကိုချက်လာတော့ကြည့်လိုက်အောင် Okay so ဒါ single bedroom ခန်းမှာတော့ကျွန်တော်ဒီဘက်မှာကဒါအောက်မှာဧည့်သည်တွေပါနေမယ်ဆိုတကယ် convenience ဖြစ်မဲ့ပုံစံမျိုး design လုပ်ပေးထားတယ် Okay ကျွန်တော်ဒီဘက်ချက်လိုက်ပြပေးဒါတော့တူတူပါဝင်လာမယ် common bedroom ဖြစ်ပါတယ် so ဒါကြကြဝိုးရှိရဲကျွန်တော်ဒီဘက်မှာဆိုရင် shower stand တွေပါရအစဖြစ်ပြီးဆိုလုပ်ပေးထားတယ်ပြီးတော့ရင်ထွက်လာပြီဆိုရင်ဒီမှာဒါလက်ဆေးဖို့နေရာတွေအစပြန်ပြီးတော့ပြင်ဆင်ပေးထားတာတွေ့ရမှာဖြစ်ပါတယ်တူတူပါဝင်လာမယ် single bedroom ဖြစ်ပါတယ်လိုက်ကြည့်လိုက်အောင်Okay so
ကျွန်တော်တို့ဒီမှာက single bedroom အနေနဲ့လည်းနေလို့ရမယ်ဒါမှမဟုတ်လူကြီးမိဘတွေဒါအပေါ်မတက်နိုင်လူတွေဆိုရင်လည်းဒီမှာနေလို့ရမယ်ဒါမှမဟုတ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းလာရင်တို့တို့တဲ့ guest room အနေနဲ့လည်းနေလို့ရမှာဖြစ်ပါတယ်ဒါတည်ချာလေးပြင်ဆင်ထားအကြောင်းဒီဘက်မှာတန်တွေပါတွေကစပရင်းပေါက်မှာအလှဆင်ထားတယ်ဒါလုံခြုံရေးအတွက်အများကြီးကောင်းတော့မှာဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်အပေါ်လေးလိုက်ကြည့်လိုက်အောင်ကျွန်တော်အပေါ်ရက်ကိုမသွားခင်ကျွန်တော်ဒီမှာဆိုရင်ဒါကျွန်းပေါင်နေနဲ့ကြီးပဲကျွန်းနေကြီးပဲကျွန်တော်သုံးပေးထားတယ်ကျွန်တော်အောက်ခြေနေရနေရစာအကုန်လုံးကျွန်းနေကြီးပဲအဲ့ပြုံမှာကျွန်တော်ဒါမီးဆိုရင်လည်းညဘက်ကျရင်ဒါ lighting gray ရစာတခါတည်းပြေးထားပြီးသားအပေါ်လိုက်ကြည့်လိုက်အောင်ဒါကတော့ကျွန်တော်တို့ဒါပေါ်တဲ့ area မှာဆိုရင်ကြည်ကြဲဝန်းရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီဘက်မှာဆိုတာဗုဒ္ဓဘာသာရေးဆိုရင်တော့ကျွန်တော်ဖျားစဉ် area ကိုတခါတည်းဒါကျွန်းပစ္စည်းနဲ့ decoration အလှအောင်ပြင်ဆင်ထားပြီးသားအဲ့ပြင်မှာကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ဒါဖျားပန်းလဲတာဒီဖျားစဉ်အတွက် accessory တွေထားတာမျိုးတွေပန်းထားတာမျိုးတွေဒီလိုပုံစံမျိုးအတွက်နေရာတွေ cabinet တွေအားစကျွန်တော်တို့အပြည့်ပြင်ဆင်ပေးထားအောင်တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာ brain box တွေလည်းအပြည့်ပါထားပြီးသားအဲ့တော့ ventilation တွေ lighting system တွေကဘာမှစိတ်ပူစရာမလိုကျွန်တော် daytime မှာတော့ကောင်းကောင်းအနိုင်လို့ရမယ်နေလို့ရမယ်ပုံစံမျိုးမှာရှိပါတယ် okay ကျွန်တော်တို့တစ်ချက်အပြင်လေးလိုက်ကြည့်လိုက်အောင်ဒါကကျွန်တော်တို့ဒါအပြင်မှာဆိုရင်ဒါဒီဘက်ချက်မှာဆိုရင်လမ်းမှာရှိမယ်ဒါဒီရှေ့မှာဆိုငို့ပါလဲတောင်းတိုက်ဖြစ်တယ်ပြီးတော့အလှည့်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့အရှိတောက်လက်ဒါစီးပွားရေးအတွက်အများကြီးကောင်းတယ်ညမဖုံးရွှေရဆိုရင်လည်းကျွန်တော်တို့ဒါလေတက်တဲ့လမ်းကြောင်းမှာရှိတယ်အေးချမ်းလေးနေလို့ရမှာဖြစ်ပါတယ်ဒါဖျားစင် area နဲ့အနီးဆုံးနေရာမှာရှိတော့ကျွန်တော်ဒီဘက်မှာဒီ corridor မှာထိုင်ပြီးတော့အေးစစ်စစ်နေလို့ရမယ်နေထားလေးမှာရှိပါတယ်ကျွန်တော်အခန်းလေးတွေတစ်ချက်လေးလာကြည့်လိုက်ရအောင် okay ကျွန်တော်တို့ဒီမှာကြည့်လိုက်ရအောင်ဒီမှာဆိုရင်ကျွန်တော်တို့အပေါ်မှာ light တွေနဲ့ပြန်ပြီးတော့အလှပြန်ဆင်ပေးထားတယ်ပြီးတော့ကျွန်တော်ဒီဘက်မှာပစ္စည်းတွေထားဖို့ဒါ decoration တွေဟာဒီတန်တစ်ခုထပ်ပြီးပေးထားဖြစ်ပါတယ်ဒီကဒုတိယလောမှာဆိုရင်ကျွန်တော်တို့ဒါ two master room အခန်းပါဝင်လာမှာဖြစ်ပါတယ်အခန်းလေးကျွန်တော်လည်းပြပေးပါမယ် okay so ကျွန်တော်တို့ဒီအခန်းထဲကဒါ first master အခန်းပဲဖြစ်ပါတယ်အခန်းကျယ်ဝန်းရှိတယ်ကျွန်တော်ဒီအခန်းမှာဆိုရင်ဒါ wardrobe တွေပါတွေကစကျွန်တော်တို့တခါတည်းထည့်ထားပြီးသားဘာမှထည့်ပြီးတော့ထည့်စရာမလိုတော့ဘူးဒါ2ယောက်စာအတွက်ဆိုရင်လုံလောက်ရှိတယ်ပြီးတော့ရင်ကျွန်တော်ဒီခန်းဆိုရင်ဒါဂရေနေပါပြန်ပြီးထားမယ်ဆိုရင်လည်းထားလို့ရမယ်ဒါခေါင်းရင်းမှာ lighting တွေ figure တွေကစတခါတည်းပြင်ထားပြီးသားပြီးတော့အခန်းတိုင်းမှာကျွန်တော်တို့အခုလိုမျိုးဒါ brain box အကြီးတွေပါလာဖြစ်တဲ့အတွက်လေဝင်လေထွက်တဲ့ daylight ပေါင်းအောင်မှာနေလို့ရမယ့်အနေထားမှာရှိပါတယ်ပြီးတော့အိမ်လုံးကိုဒါကျုံးကိုပြောင်းနေအောင်ခင်းထားတာဆိုတော့ဗမာတွေကတော့ကျုံးကိုအရန်ကြိုက်တယ်အရန်ကောင်းတယ် ဆိုတော့ဒီဘက်ခန့်လိုက်ပြပါကျွန်တော်ဒါသူ့ရဲ့ master can ရဲ့ YouTube can ပဲဖြစ်ပါတယ်ဒါ west from ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါအလှပြန်ပြင်ဆင်ပေးထားတဲ့ပုံစံမျိုးမှာရှိတယ်ပြီးရင်ကျွန်တော်ဒီဘက်မှာ shower stand တွေပါတယ်အစပြည့်စုံဖြစ်ပါတယ် confirm ဖြစ်တဲ့ဆိုရတဲ့ကျဲတဲ့အနေထားမှာရှိပါတယ်ကျွန်တော်နောက်တစ်ခန်းကိုတွားပြီးလေ့လာကြည့်လိုက်ကြရအောင်ကျွန်တော်ဒါနောက်ထပ်ပါဝင်လာမယ့်အခန်းဖြစ်ပါတယ်ချက်လိုက်ကြည့်လိုက်ရအောင်ဒါတော့main master bedroom လို့ပြောရင်ပုံမှန်လိမ့်မယ်ဟိုခန်းထက်ပို့ပြီးတော့ကျဲတယ်ဒီမှာဆိုရင်ကျွန်တော်ဝင်ချင်းမှာတစ်ခါတည်းကိုပြန်ပြီးတော့ up to ceiling decoration interior ပြန်ပြီးလုပ်ထားတာတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့တကားတွေဆိုရင်လည်းကျွန်တော်ကားတွေသုံးပေးထားတဲ့ပြင်မှာအောက်မှာဆိုရင်ဒါ job parking အပြည့်လုပ်ပေးထားတွေ့ရမှာဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုရင်ဘာမှထပ်ပြီးတော့ furniture တွေထည့်စရာမလိုတော့လောက်အောင်ပြည့်စုံအောင်ကျွန်တော်တို့ decoration လုပ်ပေးထားတာတွေ့ရမှာဖြစ်ပါတယ်ဒါတော့သူ့ရဲ့ up to ceiling wardrobe တွေပြီးရင်ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့ဒါအလှပြင်မှုနေရာတွေအားစတခါတည်းပြင်ဆင်ပေးထားတယ်ဒီခန်းကတော်တော်ကျဲတယ်ကျွန်တော်ဒီဘက်မှာဆိုရင်ဒါ master king size အကျယ်ကြီးကျွန်တော်ပြန်ပြီးလုပ်လို့ရမယ့်ပုံစံမျိုးမှာရှိပါတယ်အဲအကုန်တွေဘာတွေကစပါပြီးသားကျွန်တော်ဒီအခန်းတိုင်းမှာ brain box တွေအကျယ်ကြီးတွေသုံးမိထားတယ်ဒီတန်ပန်းတွေပိုင်းနဲ့ပြန်ပြီးတော့ decoration လုပ်ပေးထားတာတွေ့ရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီဘက်ချမ်းမှာဆိုရင်သူတက်ပါဝင်လာမယ်ဒီမှာဆိုရင်တကယ်ကိုဒါ main master bedroom ရဲ့ကျေုံရှိရနေထားဖြစ်ပါတယ်ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ရေချိုး shower stand တွေအပြင်မှာကျွန်တော်တို့က basic area ဆိုရင်ကျေုံလို့ပေးထားတွေ့ရတယ်ဒီဘက်ချမ်းမှာဆိုတော့ရေချိုးပြီးကျွန်တော်ဒီဘက်မှာပစ္စည်းတွေပါထားဖို့နေရာတွေကစတခါတည်းပါဝင်လာမှာဖြစ်ပါတယ်ကျွန်တော်အပေါ်ဆုံးတက်ကိုတိုက်ကြည့်တဲ့ဒီအိမ်ကတော့ကျွန်တော်တို့ 2RC ဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ချက်ကိုတွားပြီးတော့လေ့လာကြည့်မယ်ဒါကတော့
ဒီအိမ်ရဲ့ပေါ်ဆုံးတဲ့ area ပဲဖြစ်ပါတယ်ဒါကတော့ဒါအပေါ်ဆုံးထက်ရဲ့ master bedroom ခန်းပဲဖြစ်ပါတယ်ဒါကြွေပြားရောင်နေရစားတာအိမ်ခန်းနဲ့ဝန်တာနဲ့ one tone ဖြစ်အောင်လို့ကြွေပြားတွေကိုကျွန်တော်တို့ပြင်ဆင်ပေးထားတယ်အခန်းကလည်းတော်တော်ကျယ်တယ်ပြီးတော့ရင်ကျွန်တော်ဒီဘက်ချက်မှာဆိုရင်လည်းwardrobe တွေအပြင်မှာဒီဘက်မှာဆိုရင်ဒါ bedroom တွေဘာတွေကစားတခါတယ်ပါပြီးသားဖြစ်တယ်ကျွန်တော်နောက်ထပ်တစ်ခန်းသွားကြည့်လိုက်ရအောင်ဒါကတော့တူတက်ပါဝင်လာမယ်နောက်ဆုံး single bedroom ခန်းပဲဖြစ်ပါတယ် single bedroom ခန်းပြင်မိတာတော်တော်ကျယ်တဲ့အနေအထားမှာရှိပါတယ်ကျွန်တော်တို့အပေါ်တဲ့ဝဒနာ view လေးလိုက်ပြပေးမယ်ပြီးရင်အရှိက corridor လေးဘလောက်လှတဲ့ view လေးကိုလည်းကျွန်တော်ပြင်ပြလိုက်ပြပေးမှာဖြစ်ပါတယ် so ကျွန်တော်အခုရှောင်းနေတဲ့နေရာကတော့ဒါ 2RC ရဲ့အပေါ်ဆုံးတက်မှာဖြစ်တဲ့ဒါ corridor ဝဒနာ area ကိုရောက်နေရပဲဖြစ်ပါတယ်ကျွန်တော်ဒါအပေါ်တက်မှာဆိုရင်လုံးဝဒါ4000ဆန်ဆန်ဒီဇိုင်းကိုကျွန်တော်တို့လုပ်ပေးထားတယ်အောက်မှာဆိုရင်လည်းကျွန်တော်ဒါကြွေပြားအပြည့်တက်ဆင်ပေးထားတယ်ဒီမှာဆိုရင်ဒါတစ်ပင်ပန်းပင်တွေစိုက်ရတဲ့ကြိုက်တဲ့မိတ်ဆွေတွေဆိုရင်တော့တကယ်ကိုနေရာကောင်းတွေအများကြီးရှိတယ်ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ဒါဒန်းတွေဘာတွေပြန်ထားပြီးတော့အလားစင်တာမျိုးတွေအပြင်ဒီဘက်မှာကျွန်တော်တို့ဒါ plant spot တွေနဲ့ဒါတစ်ပင်တွေပြန်ပြီးတော့ down shot ကိုစိုက်သွားလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒါဆိုရင်ဒီအိမ်ရဲ့အလှည့်အားဆိုရင်လည်းဒါတောင်ဘက်လှည့်ဒါအရှိတောင်ဘက်လှည့်ဖြစ်တယ်ကျွန်တော်ဖုံးရွှေရဆိုရင်ဒါအများကြီးကောင်းတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်အရှိလေးလိုက်ကြည့်လိုက်ရအောင် Okay ဒါကတော့သူ့ရဲ့အရှိဝဒနာ area ပဲဖြစ်ပါတယ်ဒါ down type down ကွက်ဖြစ်တဲ့ဆိုတဲ့အပေါ်မှာကျွန်တော်တို့ဒီရှေ့မှာဘာမှကာကွယ်စရာတွေမရှိတော့ဘူးဒါလေဝင်လေထွက်လဲအရန်ကောင်းတဲ့လေချောင်းတင်တဲ့ဘက်ကိုမျက်နှာမူထားတဲ့အိမ်ပဲဖြစ်ပါတယ်ဆိုကျွန်တော်တို့ဒီလေးထဲမှာဆိုရင်ဒါ Singapore style ရှိကိုအသင့်တောက်တုံးလို့ရအောင်လို့ကျွန်တော်အပေါ်ကြောင်လေးလျာကားနဲ့အပေါ်တက်သွားတယ်ဆိုတဲ့အခါကျရင်ဒါရှိကိုအသင့်တောက်တုံးရအောင်ကျွန်တော်ရေတန်းဆက်တွေအပြင်ပြင်ဆင်ပေးထားတယ်အဲဆိုရေတွေပါထပ်ပြီးတော့ without sam လို့လောက်အောင်ပြည့်စုံတဲ့အိမ်လေးပဲဖြစ်ပါတယ်ပြီးတော့ဒီအိမ်လေးကိုကျွန်တော်တို့ဒါဈေးနှုန်းအနေနဲ့2950နဲ့ဈေးဖွင့်ထားပါတယ်စိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ကျွန်တော်တို့အခုလိုမျိုးဗီဒီယိုလေးတွေ house tour view လေးတွေကိုဆက်မပြတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုလိုမျိုးဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်